1369ခုနှစ်တကူလာဆန်း9ရက်2006ခုနှစ်ဧပြီလ2ရက်နေ့ညတွင်ပဲခူးမြို့ဓမ္မတုဒ္ဒတော်ရသာသနာရေးသာ၌ဆင်ကျင့်ပါအပ်သောသုဒ္ဓကြိမ်မြောက်ဓမ္မနုပဒနာသတိပဋ္ဌာန်9ရက်တရားစခန်းကျင့်သုံးပွဲ၌ဟောကြားအပ်သောလွတ်လန်းကိုရှာတရားနာတရားတော်ဘဝရဲ့လွတ်မြောက်မှုဆင်းရဲဒုက္ခရဲ့လွတ်မြောက်မှုကိုရှာတဲ့ချိန်ခါမှာတရားဓမ္မကိုနာယူရမယ်လို့ဒီအသိလေးရအောင်ဘုန်းကြီးတို့တရားတစ်ပုဒ်ဟောကြားနာကြမယ်။ကျေဥစွာတရားမဟောမီတရားမနာမီမှာတရားတော်ကိုဟောကြားတော်မူခဲ့တဲ့စိနေရသုံးလောကထွဋ္ဌာသဗ္ဗညုမြတ်စွာဘုရားရဲ့အရဟံဂုဏ်သမ္မာသမ္ဗုဒ္ဓဂုဏ်ဘဂဝါဂုဏ်တို့ကိုအာရုံပြုပြီးတော့အလုံးနမောတတ္တဘုရားရှိခိုးနဲ့ရှိခိုးပူဇော်တော်ကြရအောင်နမောတတ္တဘဂဝတောအရဟတောလူမင်းနတ်မင်းဓမ္မမင်းတို့ဤဝဆင်းကောယောပူဇော်ထူးကိုခန္တော်မူတိုက်ပါပေထသောအရဟတော1500ကိလေသာမှဝေကွာတော်မူတတ်ပါပေထသောအရဟတောစိတ်ွယ်ရာ၌ပင်မကောင်းမှုကိုပြုတော်မမူပြောတော်မမူကြံစီတော်မမူတတ်ပါပေထသောအရဟတောကိလေသာမံသဘုံယံကိုအောင်တော်မူနိုင်တော်မူတတ်ပါပေထသောအရဟတောတန္တရာစေကံကွယ်တို့ကိုပယ်ဖြတ်ခုတ်ထွင်သုတ်သင်တော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓသာမဖောက်မပြန်တရားမှန်ကိုဆရာမကူတရားဘုဉာဏ်ဖြင့်ထိုတွင်၍သိမြင်တော်မူတတ်ပါပေထသောတတ္တဗဂဝတောဣတရိယဓမ္မာယတ္တာသီရိကာမပယတ္တမိဘုံ6လီနှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားအားနမောနမမိရှိခိုးပါ၏အရှင်ဘုရားနမောနမမိကိုယ်နှုတ်နှလုံးသုံးပါးပြောင်းပြော့မန်ကိုလျော့၍ကြောယုကျိုးလက်ဆုံမိုးကရှိခိုးပါ၏အရှင်ဘုရားအလုံးဘုရားရှင်ကိုရှိခိုးပူဇော်ပါဘုရားရှင်ကိုရှိခိုးပူဇော်ပြီးတဲ့နောက်လွတ်လန်းကိုရှာတရားနာဆိုတဲ့တရားတစ်ပုဒ်ဟောကြားနာကြမယ်။လွတ်မြောက်မှုကိုရှာခြင်းတဲ့သူသည်မလုပ်ရမယ်။တရားနာရမယ်
ဗုဒ္ဓမြတ်စွာရဲ့ဒေသနာဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မဝိမု ക്തി ရတ္တဆိုတဲ့အရာသာတရားဓမ္မရဲ့အရာသာသည်ဝိမု ക്തി ရတ္တလွတ်မြောက်မှုဆိုတဲ့အရာသာရှိတော့ဘဝဆင်းရဲဒုက္ခတွေကနေပြီးတော့လွတ်မြောက်ခြင်းတဲ့သူခန္ဓာဒုက္ခတွေချုပ်ငြိမ်းခြင်းတဲ့သူကိလေသာအလုံးတို့ရဲ့လွတ်မြောက်ရာနိဗ္ဗာန်ကိုရောက်ခြင်းတဲ့သူသည်ဥစွာပထမဘာလို့ရမှာလဲဆိုရင်တရားနာရမယ်ပေါ့ဘာလို့ရမလဲတရားဓမ္မကိုနာယူရမယ်တရားဓမ္မကိုနာယူခြင်းအဖြစ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အဆုံးအမဆိုတဲ့သာသနာသည်လည်းပဲမိမိတို့ရဲ့ကိုယ်မှာတည်ပါတယ်မြတ်စွာဘုရားရဲ့သာသနာ3 ရပ်ကိုကြည့်ရင်ပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာလို့3 မျိုးပရိယတ္တိသာသနာဆိုတာသည်သင်ကြားပေးတာသင်ယူတာပေါ့သင်ကြားပေးတယ်သင်ယူတယ်ဟောကြားပေးတယ်နားယူတယ်ဆိုတာသည်ပရိယတ္တိသာသနာသင်ကြားတဲ့အတိုင်းကြင်ကြံအားထုတ်နေတာသည်နာယူပြီးတဲ့အတိုင်းကိုလက်တွေ့ကျင့်နေတာသည်ပฏิပတ်တိသာသနာလို့ခေါ်တယ်အဲ့လိုသင်ယူကြင်ကြံခြင်းအဖြစ်ရရှိလာတဲ့မဉ္ဇဉ်ပူညာနိဗ္ဗာန်ကပฏิဝေဒသာသနာ3 ရပ်မှာအခုဘုန်းကြီးတို့ပြိဿရှာဖွေနေကြတာရရှိကျင်နေကြတာကမဉ္ဇဉ်ပူညာနိဗ္ဗာန်ဆိုတဲ့လွန်မြောက်မှုဝိမု ക്തി ရတ္တအဲ့ဒီဝိမု ക്തി ရတ္တကိုရဖို့အတွက်ဘယ်သာသနာကစရမှာတုံးဆိုတော့ပရိယတ္တိသာသနာဘာသာသနာလဲသင်ကြားတာသင်ယူတာသင်ကြားပို့ချပေးတဲ့သူသင်ကြားပေးသမျှကိုသင်ယူတဲ့သူကိုတရားဓမ္မဟောပြပေးတာဘုန်းကြီးတို့ပြိဿပြောမယ်ဆိုရင်သင်ပေးတာတရားနာနေတယ်ဆိုတာကသင်ယူနေကြတာပဲပရိယတ္တိသာသနာကစတင်နေအဲ့ဒီပရိယတ္တိလမ်းကြောင်းအတိုင်းတသွေမတိန်လျှောက်လန်းပြီးတော့ကြင့်ကြံအားထုတ်နေကြတာသည်ပฏิပတ်တိသာသနာဘာသာသနာခေါ်ကိုလက်တွေ့ကျင့်နေတယ်ယုတ်တရားနန္တရားယုံနာဓမ္မသင်္ခါရတွေဘာလဲဆိုတာကိုပထမဦးဆုံးဘုန်းကြီးတို့ပြိဿသင်ရကိုကျင့်မဲ့ကြမ်းမဲ့အားထုတ်မဲ့တရားဘယ်လိုကျင့်ရမယ်ဘယ်လိုအားထုတ်ရမယ်ဘယ်လိုနှလုံးသွင်းရမယ်ဘာတရားကိုရှုမယ်ဘယ်ချိန်ဘယ်ခါမှဘယ်နည်းဘယ်ပုံရှုမှတ်မယ်စသည်ဖြင့်ပထမဦးဆုံးသင်ယူရတယ်သင်ယူပြီးရင်ကျင့်ရတယ်ပေါ့သင်ပြီးရင်ဘာလုပ်อ่ะကိုယောဂီတွေဘာလုပ်နေလဲကျင့်နေကြအဲ့လိုကျင့်ကြံခြင်းအဖြစ်ရရှိလာတဲ့တရားဓမ္မချမ်းသာတရားအရသာသည်လွတ်မြောက်မှုဆိုတဲ့အရသာရှိတော့ဒီလွတ်မြောက်မှုအရသာအတွက်မဖြစ်မနေစတင်လုပ်ကံရမယ်လုပ်ငန်းသည်ပရိယတ္တိသင်ယူမှုသင်ကြားမှုပဲအဲ့တော့တရားလုပ်ကိုလုပ်တဲ့အချိန်ခါမှာဘယ်ကစမလဲဆိုရင်ဘုန်းကြီးတို့ပြိဿတရားနာတဲ့အချိန်ကနေစရမယ်ဘယ်ကစမလဲတရားနာတဲ့အချိန်ကစရမယ်ဆိုကြည်တရားတော်များကျင့်လိုလားတရားနာသိချိန်ခါမည်တရားတော်များကျင့်လိုလားတရားနာသိချိန်ခါမည်တရားတော်များကျင့်လိုလားတရားနာသိချိန်ခါမည်တရားဓမ္မတွေကိုကျင့်ကြံပွားများအထုတ်ခြင်းနဲ့ဆိုရင်တရားနာရမယ်ချွတ်လည်းဘုန်းကြီးတို့ပြိဿသိခြင်းနဲ့သိလို့လေမေးတယ်ပေါ့ရှင်ဖျားတပည့်တော်တို့တရားကိုဘယ်ချိန်မှနာရမှာလဲဘယ်ချိန်ဘယ်ခါသည်တရားနာတဲ့ချိန်မှလဲလို့မေးလာရင်
ဘုန်းကြီးတို့ပြိဿပြောတတ်ရမယ်နော်ဘယ်ချိန်မှတရားနာမယ်တရားဓမ္မတွေကိုကျင့်ကြံအားထုတ်လို့တဲ့အချိန်တရားတော်များကိုလိုလားစွာနဲ့ကျင့်မယ်ကျင့်ကြံအားထုတ်မှုကိုပြုကျင်နေဆိုရင်တရားနာရမယ်ဒီတော့တရားအထုတ်ခြင်းရင်မလုပ်ရဘူးကဲအားမထုတ်ဘဲနဲ့ဘုန်းကြီးတို့ပြိဿဘယ်တရားကိုကျင့်မယ်ဆိုတာသိပါမလားမသိဘူးဘယ်လိုကျင့်ရမယ်ဆိုတာကိုသိရလားသိဘူးအဲ့ဒီသိဖို့အတွက်ကိုဘာလုပ်လဲတရားနာရီတရားတော်များကျင့်လို့လားတရားနာသည့်ချိန်ခါမည်ဒီအကျင့်တရားတွေကိုလိုလားတဲ့ချိန်ခါကျင့်ကြံခြင်းတဲ့အာတိတသန္တာဖြစ်ပေါ်တဲ့ချိန်ခါမှာတရားနာလိုက်တော့မှအော်ဒီလိုကျင့်ရမှာပါလားကျင့်ရမယ်တရားကဒီပုံဒီနည်းပဲရှုမှတ်ရမယ်တရားကဒီတရားပဲဒီပုံဒီနည်းရှုမှတ်ရမယ်လို့နားလေတဲ့အသိဉာဏ်လေးရလာတယ်အဲ့ဒါတရားနာတဲ့အချိန်မလုပ်တဲ့အချိန်တရားနာတဲ့အချိန်ပဲကျင့်ကျင်လို့ရှိရင်တရားနာရနော်ဘုန်းကြီးတို့ဗုဒ္ဓမြတ်စွာသာဝတိပြည်စေတဝန်ကျောင်းတိုင်းမှာသတင်းသုံးတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနေ့စဉ်နေ့တိုင်းဘာလုပ်တယ်လဲဆိုရင်ဘုန်းကြီးတို့ပြိဿတရားဟောပါတယ်မြတ်စွာဘုရားတရားဟောတယ်ဗုဒ္ဓမြတ်စွာရဲ့သာသနာပြုနည်းကြည့်ရင်လည်းပဲတရားဟောပြီးတော့သာသနာပြုတယ်ပေါ့ပထမဦးဆုံးဒီတရားဓမ္မတွေကိုယ်တိုင်သိအောင်ကျင့်ကြံတရားဓမ္မတွေကိုစတင်သိရှိတဲ့အချိန်ခါကာလကဓမ္မစကြာတရားဆိုပြီးတော့ဥစွာပထမဗုဒ္ဓရဲ့ပထမဦးဆုံးဒေသနာပေါ့ဓမ္မစကြာတရားဒေသနာစတင်ဟောတယ်ဘယ်ချိန်ထိတိုင်အောင်မြတ်စွာဘုရားတရားဟောတယ်လဲဆိုရင်45နှစ်45ဝါနောက်ဆုံးပရိနိဗ္ဗာန်ဝင်ဆံတဲ့ချိန်ကတိုင်အောင်ဗုဒ္ဓမြတ်စွာဘုရားတရားဓမ္မတွေကိုဟောတယ်အဲ့တရားဟောတယ်ဆိုတာဘုရားရှင်ရဲ့သာသနာပြုတာပဲဘုရားရှင်ဘယ်လိုသာသနာပြုတရားဟောပြီးတော့သာသနာပြုတယ်အဲ့ဒီသာသနာတွေဘုန်းကြီးတို့ပြိဿမှာသာသနာတည်ခြင်းတယ်ဆိုရင်မလုပ်ရဘူးတရားနာရမယ်မလုပ်ရဘူးအဲ့တရားတစ်ပါးကိုမနာကြပဲနဲ့မသိယူပဲနဲ့ဘုရားရှင်ကိုရောမြတ်ကြီးဘာဟောတယ်ဘယ်နည်းနဲ့မှသိဖို့ဆိုတာမဖြစ်နိုင်ဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်ဟောကြားတဲ့ပိဋက3ဘုံနိကေ9ရဓမ္မခန္ဓာပေါင်း8400အလွန်တရားများမြောင်းတဲ့ဒီတရားဓမ္မတွေကိုသိဖို့အတွက်ကိုတရားနာရမယ်အဲ့ဒီဇေတဝန်ကျောင်းထဲမှာသတင်းသုံးတာဘုရားရှင်19နှစ်သတင်းသုံးနေ့တိုင်းအဲ့ဒါတရားပွဲပြတ်တဲ့နေ့ဆိုတာမရှိဘူးမဟောတဲ့နေ့ဆိုတာမရှိဘူးတနေ့ကျတော့ညနေဆောင်ကာလမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အနီးအနားယဟန်သံဃာတွေဝိုင်းရံပြီးတော့ရောက်လာကြအဲ့လိုရောက်လာတဲ့အချိန်ကမှဗုဒ္ဓမြတ်စွာကဒီဟန်တော်တွေကိုတရားဟောပါတယ်ဘယ်လိုကျင့်ရမယ်ဘယ်လိုနေရမယ်ဘယ်လိုနှလုံးသွင်းရမယ်ဘယ်လိုအားထုတ်ရမယ်စသည်ဖြင့်ဘုရားရှင်ကိုရောမြတ်ကြီးကဒီဟန်တော်တွေကိုနိဗ္ဗာန်နဲ့ဆက်ဆက်တဲ့တရားမဉ္ဇဉ်ဘုံညာနိဗ္ဗာန်နဲ့ဆက်ဆက်တဲ့တရားဓမ္မတွေကိုဟောတော့ငြိမ်ငြိမ်သက်သက်မလုံးမရှက်အဲ့ဒါရဟန်းတော်တွေကစိတ်ပန်ဝင်စားစွာနဲ့တရားနာနေကြဘုရားရှင်ရဲ့ရှင်းနောက်တောင်းမြောက်ပတ်ချလေးရဟန်းသံဃာတွေဝိုင်းရံပြီးတော့အဲ့လိုတရားဟောတရားနာပြုနေတဲ့အချိန်ခါမှာမြို့ထဲမှာရွာထဲမှာဘာဖြစ်နေတုံးဆိုတော့ပုဏ္ဏဘသူဆိုတဲ့ဘလူးမတယောက်ကလည်းပဲအဲ့ဒါအစာရှာထွက်လာတဲ့အချိန်ပုဏ္ဏဘသူဆိုတာဘယ်လိုဘလူးလို့သာပြောရတယ်အမှန်တကယ်ပြောပိတ်တာပါညနေဆောင်နေဝင်ရီရောအချိန်မှာသမီးကိုခါကတဲ့မှာခရီးခွင်မှာချီးပြီးတော့သားလေးလက်ဆွဲပြီးတော့အဲ့ဒါပုဏ္ဏဘသူဘလူးမက
သာရှာဖို့ထွက်လာတော့လူတွေစွန့်သားတဲ့ကျင်ကြီးကျင်ငယ်နှတ်တွေထမင်းလုံးစားတာတွေကိုကောက်ယူစားတော့မယ်ဤရွယ်ချက်နဲ့သူကလေးပဲအစာရှာထွက်ဗုဒ္ဓမြတ်စွာသတင်းသုံးတဲ့စေတဝန်ကျောင်းအနီးအနားကျောင်းနဲ့မလန့်မကန်းနီးနာကိုရောက်လာတော့ကျောင်းဘဝကနေသူအတွင်းလှမ်းမြော်ကြည့်လိုက်တဲ့အချိန်ခါမှာယဟန်သံဃာတွေဝိုင်းအုံနေတာကိုသူမြင်လိုက်အဲ့မှာဘုရားရှိခိုးတော်မြတ်ကြီးသူမတွေ့မြတ်စွာဘုရားကအလင်းမှာယဟန်သံဃာတွေကဗုဒ္ဓမြတ်စွာရဲ့ခြေနောက်တောင်းမြောက်ဝဲရပေါ့ပတ်ချလေမှာသူတို့သတင်းသုံးနေတော့သံဃာတော်ရှင်မြတ်တွေဝိုင်းအုံနေတာကိုမြင်တဲ့အချိန်ခါမှာဘလူးမစဉ်းစားဟာဒီဟန်တော်တွေခုစုပြုံဝိုင်းအုံပြီးတော့နေကြတာအကြောင်းရှိမှာပဲဧကန္နတော့စားเสียတောက်เสียတစ်ခုခုပြီးဝေနေတာပဲဖြစ်မယ်စားတောက်เสียတစ်ခုခုခွဲခြားဝေဖန်နေကြတာဖြစ်လိမ့်မယ်ငါသည်အဲ့ဒီနေရာကိုသွားမယ်ဆိုရင်လည်းစားတောက်เสียတစ်ခုခုတော့ရမှာပဲဒီတန်ဃာတော်ရှင်မြတ်တွေတပိတ်သေးစားเสียတောက်เสียတွေထဲတော့တပိတ်သေးကိုမဝင်မဲနဲ့ကြာလာတာတွေထမင်းလုံးတွေမုတ်တွေရှိခြင်းရှိမယ်အမတ်မထင်ကြာနေတဲ့စားတော့ဆရာတွေလည်းရှိခြင်းရှိမယ်အဲ့တော့အစာရှာနေတဲ့ဘလူးမသည်စားဆရာရဖို့အတွက်အဲ့ဒီရည်ရွယ်ချက်နဲ့ကြောင်းလေးဝင်ဖို့လုပ်ပါတယ်သမီးလေးခါမှချီသားလက်ဆွဲကြောင်းလေးဝင်မယ်ဆိုတော့ကြောင်းပေါဝမှာကြောင်းဆောက်တဲ့နတ်ပေါ့ကြောင်းတကဆောက်တဲ့နတ်ကကြည့်တာမန်ဆိုလို့ရှိရင်ဒီတစေတရေပိတ္တဘလူးပေါ့ကျောင်းနဲ့ဝင်မခံဘူးဒါပေမဲ့လို့ဒီပုဏ္ဏပတုဘလူးမရဲ့တရားဓမ္မရမှာကိုသိလို့တရားဓမ္မရနိုင်တဲ့အခြေအနေကိုမြင်လို့ကျောင်းဆောင်နတ်ကဘာမှမတားခွင့်ပေးလိုက်ဘုန်းကြီးတို့အိမ်ဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ဆိုတာအိမ်ထဲကိုဝင်လာမဲ့မကောင်းဆိုးကတစေတရေပေါ့ပိတ္တဘလူးသူတို့မဝင်အောင်တားဆီးပေးတယ်ကာကွယ်ပေးတယ်စောင့်ရှောက်ပေးသူတို့ရဲ့ခွင့်ပြုချက်မရဘဲနဲ့ခုနကမကောင်းဆိုးရည်ကြောင်းဝင်းနဲ့လည်းဝင်လို့မရဘူးအိမ်ဝင်းနဲ့လည်းဝင်လို့မရဘူးကြောင်းလိုက်တဲ့အိမ်နဲ့လည်းမဝင်နိုင်ကိုပုဏ္ဏပတုဘလူးမတရားဓမ္မရမယ်အကြောင်းကြိုသိနေလို့ကျောင်းဆောင်နတ်ကမတားဘဲနဲ့ဝင်ခွင့်ပေးလိုက်တော့အထက်ဝင်သွားသူစိတ်ထင်ကတော့ယဟန်တန်ဃာတွေစားစရာဝေချမ်းနေတာဖြစ်မယ်ဒီတန်ဃာတော်ရှင်မြတ်တွေစားတော့စရာတွေခွဲဝေနေတာဖြစ်မယ်တခုခုတော့စားစရာရကောင်းပါရေးလို့ဝင်လာလိုက်တာထဲရောက်တော့ကြည့်လိုက်တော့ဘာလုပ်နေကြတော့တန်ဃာတွေတရားနာနေကြတယ်ဘာလုပ်နေကြမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတရားဟောပါတယ်တန်ဃာတော်ရှင်မြတ်တွေတရားနာတယ်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားဓမ္မအသံနဲ့ပတ်ဝန်းကျင်ကမကြားနိုင်ဘူးမကြားရဘူးတာမန်ချိန်ကမှာဘုရားရှင်ရဲ့အသံတော်ဘုန်းကြီးတို့ပြိဿ12တောင်အကွာဝေးလောက်ထိကျေပါလေ12တောင်အကွာဝေးထိပြန့်နှံ့နေတရားဟောပြီဆိုလို့ရှိရင်ပြိဿရဲ့အပြင်ဘက်ကိုဘုရားရှင်ရဲ့တရားသံထွက်ရွထုံးစံမရှိဘူးအဲ့ဒါပရိသတ်တရားရှိတယ်ဆိုလို့ရှိရင်ဒီတရားကြားနိုင်တဲ့အသံပေါ့ပရိသတ်1000ရှိတယ်ဆိုလို့ရှိရင်1000ကြားနိုင်တဲ့အသံ1000ရှိတယ်ဆိုရင်1000ကြားနိုင်တဲ့အသံတော်ပရိသတ်ရဲ့အပြင်ဘက်ကိုအသံတော်ထွက်သွားယူထုံးစံမရှိတော့ခုနဘလူးမဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားဟောတဲ့အသံသူမကြားပါဘူးဘုရားရှင်တရားဟောနေမှလည်းမသိအနာကလာပြီအနာရောက်လာပြီဆိုတော့မှဘုရားရှင်ကိုယ်တော်မြတ်ကြီးဘာလုပ်နေလဲတရားဟောနေတယ်ဗုဒ္ဓမြတ်စွာသည်နိဗ္ဗာန်နဲ့ဆက်ဆက်တဲ့တရားတွေကိုဟောနေတယ်သံဃာတော်ရှင်မြတ်တို့ကိုဗုဒ္ဓမြတ်စွာသည်နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုဟောနေတယ်။ဘာရောက်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းနိလန်ကောင်းတွေကိုဘုရားရှင်ကိုယ်တော်မြတ်ဟောကြားပြတဲ့အချိန်ကမှာပုဏ္ဏပတုဘလူးမသည်လည်းပဲအနီးနားမှာတရားနာတယ်
လုံးမအစာမရှာတော့ဘူးဘာလို့လဲတရားနာနေတယ်သူတရားနာနေတော့ခုနကခါမှခြီလာတဲ့သမီးငယ်လက်ကဆွဲလာတဲ့သားငယ်ပေါ့သူတို့ကပိုက်စားနေပြီစားကျင်နေကြချင်းကလည်းမွတ်ချုပ်နေပြီဆိုတော့စားတော့ရမယ်ချင်းဒီဘလုံးမကဆက်မသွားဘူးမိခင်ဖြစ်တဲ့ဘလုံးမကဒီနေရာမှာပဲနေတော့ကလေးတွေကအမေသွားစို့စားစရာတောက်စရာရှာကြစို့စားစရာတောက်စရာတွေရတဲ့နေရာသွားကြစို့ပြောတော့ဘလုံးမတားတယ်သားတွေသမီးတွေကိုသားတို့သမီးတို့တဲ့တစိတ်ကျေးဇူးပြုပြီးတော့တိတ်တိတ်ကလေးနေကြပါငါသည်ဘုရားရှင်ကိုရောမြတ်ကြီးခေါ်ကြတဲ့တရားဓမ္မကိုနာယူနေတယ်ဗုဒ္ဓမြတ်စွာခေါ်ကြတဲ့တရားဓမ္မကိုတဲ့ငါသည်နာယူနေပါလေသားတို့သမီးတို့ငါတရားနာနေတဲ့အချိန်ခါမှာတိတ်တိတ်လေးနေကြပါတဲ့ဘုရားရှင်ကိုရောမြတ်ကြီးခေါ်ကြတဲ့တရားဓမ္မကိုတဲ့နာယူခွင့်ဆိုတာအမတန်မှခေရင်ပါလေဟောဒီလိုတရားနာခွင့်ကိုတဲ့ငါသည်အလွန်တရားကြာမြင့်စွာမှဒီခွင့်ရေးကိုရပါလေတရားနာခွင့်မကြုံဘူးသူ့လုံးနဲ့သူကိစ္စနဲ့သူပေါ့ပိဋကဘဝဆိုတာဘုန်းကြီးတို့စောင်းဝင်နေရကြက်တဲ့ဘဝဇာယတောက်ရည်အတွက်ဝမ်းရည်အတွက်ပေါ့လှုပ်ရှားသွားလာနေရတော့တရားနာခြင်းရှိရလားမရှိဘူးသားတို့သမီးတို့ငါတရားမနာရဘူးကံကောင်းထောင်းပါစွာနဲ့ငါသည်ဘုရားရှင်ကိုရောမြတ်ကြီးခေါ်ကြတဲ့တရားဓမ္မကိုနာခွင့်ရတယ်ဧခုချိန်မှာငါတရားနာနေရတာဒီကံကောင်းလို့ခရိုင်ခရိုင်နာခြင်းပဲလို့ခွင့်ရမရခဲ့ဘူးမကြုံခဲ့ဘူးမဆုံးခဲ့ဘူးခုတက်တိုက်ဆိုင်ဆိုင်ဘုရားရှင်ကိုရောမြတ်ကြီးတရားဓမ္မဟောကြားတာကိုတဲ့ငါသည်နာယူနေရတဲ့သားတို့သမီးတို့တိတ်တိတ်လေးနေလိုက်ပါကလေးတွေကိုတိတ်တိတ်နေခိုင်းအမေသွားစို့ဆိုပြီးတော့ပြောနေကြတော့ဒီအတန်တွေကသူတရားနာတဲ့နေရာမှာအနှောက်အယှက်မဖြစ်ဘူးလားအေးအနှောက်အယှက်ဖြစ်တယ်ဗောတရားကိုအာယုံကြဖို့ဖြစ်တော့ဘူးစိတ်ပံဝင်စားနဲ့သူကတရားနာကလေးတန်တွေကနှောက်ယှက်အဲ့တော့တိတ်တိတ်နေလိုက်ပါလို့သားတွေသမီးတွေကိုချော့မော့ပြောတော့ကလေးတွေကလည်းတိတ်တိတ်လေးနေကြအဲ့ဒီချိန်ကမှပုဏ္ဏပတုဘလူမသည်စိတ်ပံဝင်စားစွာနဲ့တရားနာတယ်သူမှခွင့်ရေးလိုက်ရနေပြီချိန်ကောင်းခါကောင်းနဲ့ဂျုံနေပြီကြာမြင့်စွာသောကာလပတ်လုံးမျောလင်းတောင်းတနေတဲ့တရားဓမ္မရနိုင်ခဲ့တဲ့ခွင့်ရေးကိုငါသည်ရနေတယ်လို့စိတ်ဝင်စားစွာနဲ့တရားနာတယ်စားဖို့တောက်ဖို့မိထားတယ်ပေါ့စားဖို့တောက်ဖို့အရေးဝမ်းရေးဆိုတာအချိန်မီနေတိုင်းရှာဖွေနေရတဲ့အလုပ်နေတိုင်းလုပ်နေရတဲ့အလုပ်ကိုတရားနာတဲ့ခွင့်ရေးဆိုတာဒီတစ်ချိန်တစ်ခါရဖို့ခက်တဲ့အလုပ်အဲ့ဒါကြောင့်မို့လို့သူဝမ်းရေးကိုမငဲ့ပဲနဲ့မလုပ်နေလေတရားနာတယ်ကဲဘလို့မှဘုန်းကြီးတို့ပြိဿအတူယူစရာမကောင်းလားအဲ့ဒါအတူယူရမယ်တူတူပဲပေါ့ဘုန်းကြီးတို့လူတွေဆိုတာလည်းဘာမှမထူဘူးတနေ့မိုးလင်းကနေမိုးချုပ်လှုပ်တွေရှုပ်မိုးလင်းကနေမိုးချုပ်စားရည်တောက်ရည်ဝမ်းရည်ပဲရှာဖွေပြီးတော့နေရကြောင်းကြဆိုင်နေရလုံးလာပြုတ်နေရတော့တရားနာဖို့ဆိုတာစိတ်တော့ရှိတယ်ဒါပေမဲ့လို့လက်တွေ့ကောင်းတယ်မပေါ်ပြစ်ဘူးလက်တွေ့မလိုက်နာနိုင်ဘူးတရားနာဖို့မဖြစ်နိုင်ဘူးပေါ့ကိုဘလို့မှစိတ်ဝင်စားနဲ့သူနာကြနေတဲ့တရားဓမ္မသည်နိဗ္ဗာန်နဲ့စရှင်တဲ့တရားဘုရားရှင်ကိုရောမြတ်ကြီးဟောကြားနေတာသည်နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုဟောနေတယ်။ဗာတရားတွေဟောလေနိဗ္ဗာန်ရောက်ကြောင်းတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုအစဉ်သင့်နာရတယ်ပေါ့။အဲဒီကမှစိတ်ဝင်စားနာယူပြီးတဲ့တရားဓမ္မတွေကိုသူသိတဲ့ခန္ဓာတွင်းမှာဉာဏ်သက်ရောက်အောင်ပြန်ပြီးတော့ရှုမှတ်နေပါတယ်နှလုံးသွင်းတယ်အာထုတ်တယ်တရားနာရင်နဲ့တရားကျင့်နေတယ်တရားနာရင်နဲ့ဘာလုပ်နေအဲ့တော့တရားကျင့်ရင်လည်းဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿဘာလုပ်ရမလဲတရားနာရမယ်ပေါ့အခုတရားဓမ္မနာတယ်ဆိုတာအလကားချိန်ဖြုံးတာမဟုတ်ဘူးအပေါ်လို့လုပ်တာမဟုတ်ဘူး
ဘလို့ကျင့်ရမယ်ဆိုတာကိုသိဖို့ကိုသွားရမယ်တရားလမ်းကြောင်းဖြောက်တန်းစေဖို့ကိုလျှောက်လန်းရမယ်နိဗ္ဗာန်လမ်းခရီးဖြောင်းဖြောင်းဖြူဖြူနဲ့တက်တက်မတ်မတ်သွားနိုင်ဖို့တဲ့လမ်းကြောင်းရှာနေတာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အခုလွတ်လန်းကိုရှာနေတာပေါ့ဒါကြောင့်ဘယ်ချိန်မှတရားနာမလဲဆိုရင်ဘုန်းကြီးတို့ပြိဿတစ်ချက်မှတ်ထားတရားတော်တွေကိုကျင့်ကျင်တဲ့အချိန်ခါမှာတရားနာနောက်တစ်ချက်ဆိုကြည့်စိတ်တွေလှုပ်ရှားပြန်လွင်ညာတရားနာသည့်ချိန်ခါမည်စိတ်တွေလှုပ်ရှားပြန်လွင်ညာတရားနာသည့်ချိန်ခါမည်စိတ်တွေလှုပ်ရှားပြန်လွင်ညာတရားနာသည့်ချိန်ခါမည်စိတ်တွေကမငြိမ်မသက်ကြရောက်ကြက်ဖြစ်နေတယ်ပြန်လွင့်နေတယ်လှုပ်ရှားနေတယ်ဆိုရင်မလုပ်ရမယ်တရားနာရမယ်ဘုယောဂီတွေတရားလုပ်ကိုအားထုတ်တော့စိတ်တွေဟိုပြန့်ဒီပြန့်ဟိုလွင့်ဒီလွင့်မလွင့်ဘူးလားလွင့်နေအားထုတ်ခါစားမှာကျင့်ကြံခါစားအားထုတ်ခါစားမှာတူတူကိုကိုပေါ့စိတ်ကိုတဏှာတဲ့စူးစိုက်ပြီးတော့ထားဖို့ကိုရှုခြင်းမှတ်ခြင်းနဲ့ဒီယုံနာအာယုဘောကနေတခြားဘဲမှမသွားဘဲနဲ့ဒီနေရာမှာပဲနေအောင်ထားဆိုလို့ရှိရင်စိတ်ကငြိမ်ပါမလားမငြိမ်ဘူးเนาะသူသွားနေတဲ့အာယုံရောက်နေတဲ့အာယုံနဲ့သွားနေကြရောက်နေကြဖြစ်တဲ့ကိလေသာအာယုံဘက်ကိုပဲဒီစိတ်ကရောက်ခြင်းနဲ့သွားခြင်းနဲ့အများအားဖြင့်ညသောအဖြစ်တာမန်လူသားပုထုဇဉ်မှန်သမျှကိုယ်စိတ်အာယုံကိုကိလေသာတဲ့နှိမ့်မြုပ်ပြီးတော့ထားကြဘယ်တဲ့နှစ်ထားကိလေသာထဲမှာပဲဒီစိတ်ကိုနှစ်ထားတာအလေးအကျင့်ကဖြစ်နေပြီအဲ့တော့စိတ်ကလည်းပဲဘာမှပဲပြောကိလေသာထဲမှာပဲပြောတရားအာယုံဘက်ကိုသွားပါကိလေသာနယ်ပယ်ကနေပြီးတော့ထွက်ခွာတရားနယ်ပယ်ထဲမှာဒီစိတ်ကျင်လေကျက်စားပါလို့ဘုန်းကြီးတို့နေမြေအသစ်ပြောင်းထည့်ပေးလိုက်တဲ့အချိန်ခါမှာမပြောဘူးနေရာသစ်မှာဒီစိတ်သည်မပြောဘူးပြောရဲ့လားပြောဘူးတခါလေကြားလို့ရှိရင်ဘုန်းကြီးတို့ကိုနေတဲ့အရက်ဒေသကနေပြီးတော့တခြားမြို့ရွာပေါ့သွားတဲ့အချိန်ပြင်းလိုက်တာဒီမြို့ဒီရွာပြောစရာလေးပဲမကောင်းဘူးပြောစရာလေးပဲမရှိဘူးနေခြင်းဘူးဆိုတာဒီနေကြမဟုတ်တဲ့နေရာမို့ကိုနေကြကိုယ့်ရဲ့ဇာတိအယတ္တိတဘာမှမရှိလည်းပဲပြောတာပဲနေကြဆိုတော့ဒီနေရာမှာစိတ်ကပြောတယ်ကိုစိတ်ပြန့်နေစိတ်လွင့်နေဆိုတာတခြားမဟုတ်ပါဘူးဒီအာယုံဒီကိုယ့်အတွက်အသစ်အဆန်းဖြစ်နေခါတိုင်းကိုနေတဲ့အာယုံဒီကိလေသာအာယုံကိုဘုန်းကြီးတို့ပြိဿအာယုံပြုနေတာဒီယုံနာအာယုံဘုတရားထုတ်တဲ့ချိန်ကမှဘာအာယုံပြုလဲယုံနာအာယုံပြုတာမန်နေကြတဲ့အချိန်ခါမှာဘာအာယုံပြုလဲကိလေသာကိုအာယုံပြုတယ်ဆိုတော့အာယုံချင်းတူရဲ့လားနေပယ်ခြင်းမတူဘူးနေမြေခြင်းမတူဘူးကိလေသာနဲ့နေတဲ့စိတ်ကိုယ်တရားအာယုံပေါ်မှာတင်ထားလိုက်တဲ့အချိန်ခါယုတ်ဓမ္မနန္ဓမ္မတွေကိုရှုမှတ်ပွားများနေပါလို့ထားတဲ့ချိန်ကမှဒီစိတ်ဒီမတည်မငြိမ်လှုပ်ရှားလာတယ်မငြိမ်တော့ဘူးဟိုသွားခြင်းနဲ့ဒီသွားခြင်းနဲ့ရောက်နေပေါက်နေကြအာယုံသွားနေကြအာယုံကျင်လဲကျက်စားနေကြဖြစ်တဲ့အာယုံစီကိုစိတ်ပြီးလမ်းကသွားတယ်ပြန်ကသွားတယ်အဲ့ဒီလိုစိတ်တွေလှုပ်ရှားပြန်လွင်နေတဲ့ချိန်ခါမှာဘာလုပ်ရမလဲတရားနာရမယ်ဘာလုပ်ရနောက်တခါတလေဘုန်းကြီးတို့အိမ်ပြန်သွားတဲ့အချိန်ကဲစိတ်တွေသိရှုပ်နေတယ်ပေါ့သိလွင့်နေတယ်ပေါ့ဘလုံးမထိန်လို့သိလို့မရတော့ဘူးမတိမငြိမ်ဖြစ်နေပြီဆိုလို့ရှိရင်ဘုန်းကြီးတို့ယောဂီတွေဘာလုပ်ရမလဲတရားနာလိုက်ရင်စိတ်အာယုံသည်တရားပေါ်ကိုရောက်သွားရင်ငြိမ်သွားခုကပုဏ္ဏပတုဘလူမပထမသူထွက်လာတာဒီအစာရှာဖို့ပေါ့သူလည်းဘာမှမစားရသေးဘူးသားသမီးတွေလည်းဘာမှမစားရသေးဘူးစားခြင်းတောက်ခြင်းလည်းရောက်နေပြီစားစရာလည်းမရှိသေးဘူးအဲ့တော့စိတ်ပြန့်လွင့်ရင်ပြီးတော့ဘယ်နေရာသွားရှာရမယ်ဘာစားရမယ်ဘာလုပ်ရမယ်
ဒီလိုဖြစ်နေတဲ့အချိန်ခါမှာအမှတ်မထင်ကြုံလိုက်တဲ့တရားပွဲမထင်မှပဲတွေ့လိုက်ရတဲ့တရားပွဲမှာပုဏ္ဏဘတုဘလူမသည်တရားနာတယ်တရားနာလိုက်တော့ဒီတရားအာယုံပေါ်မှာသူ့စိတ်သည်တည်ငြိမ်နေတဲ့ကြာရောက်တယ်ဘုရားဟောတဲ့တရားသစ္စာလေးပါးနဲ့ဆက်ဆက်တဲ့တရားအလုံးစုံသောအနှောင်ပွဲတွေကနေလွန်မြောက်ရာလွန်မြောက်ကြောင်းဖြစ်တဲ့တရားဓမ္မကိုသူသည်စိတ်ဝင်စားနေတယ်စိတ်ဝင်စားသွားတယ်ဒုက္ခဆင်းရဲရဲ့လွတ်ကြောင်းဘုရားဟောနေတယ်တို့ဘဝဒုက္ခတွေများလာကြီးရဲ့ဆင်းရဲဒုက္ခတွေများလိုက်တဲ့ဘဝဝါလင်အောင်လည်းမစားရလွန်မြောက်ရာလွန်မြောက်ကြောင်းနီလန်းကောင်းတွေကိုဘုရားရှင်ကိုရောမြတ်ကြီးသည်ပေးနေတယ်အဲ့တော့သူလည်းပဲဒီဒုက္ခဆင်းရဲတွေကလွန်မြောက်ခြင်းတဲ့သူဆိုတော့တရားနာရီဒုက္ခဆင်းရဲလွန်မြောက်ခြင်းရင်ဘာလုပ်မယ်တရားနာရမယ်စိတ်ပါဝင်စားတယ်စိတ်ဝင်စားတဲ့သူတရားနာသားတို့သမီးတို့တဲ့အပံမပြုတ်ပါနဲ့ဘာစကားကိုမှမပြောကြပါနဲ့တိတ်တိတ်ကလေးနေလိုက်ကြပါငါသည်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားဓမ္မကိုနာကြားခွင့်ဆိုတာအမတန်မှခက်ပါれမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားဓမ္မအလုံးစုံသောအနှောင်ပွဲတို့ကိုလွန်မြောက်စေတဲ့တရားဓမ္မအလွန်တရားနှစ်သက်စရာကောင်းတဲ့တရားဓမ္မကိုတဲ့ငါသည်နာကြားနေရပါれသားသမီးတွေကိုသူမချစ်ဘူးလားဆိုတာချစ်တာပဲတိသားသမီးတွေဆာလောင်မသိမှုဖြစ်နေကြတာကိုတနာတာပဲဒါပေမဲ့လို့သားသမီးကိုချစ်တဲ့အချစ်ထက်ကိုတရားဓမ္မကိုချစ်ခင်နှစ်သက်တဲ့စိတ်ကပိုလိုသာအာကြီးနေတဲ့အာကောင်းနေတယ်ဒီဘလို့မှဖြစ်နေတဲ့ပုံပေါ့သားသမီးချစ်ပင်ချစ်တော်လေတရားကိုသူပိုချစ်ဘာပိုချစ်လဲတရားကိုပိုချစ်တယ်တဲ့ခဏလေးနေလိုက်ကြစားနေတယ်ဆိုတာသိတယ်ပေါ့မိခင်မေတ္တာနဲ့ဒီသားသမီးတွေဝတ်နေအောင်ရှာကျွေးကျင်တာပဲဒါမဲ့လို့သားသမီးတွေကိုကျွေးမွေးတယ်ဆိုတာဘုန်းကြီးတို့ပြိဿဘယ်ချိန်ဘယ်ခါကျွေးမရဘူးလားရတာပဲကိုတရားဓမ္မကိုဘုန်းကြီးတို့ပြိဿရှာဖို့ဆိုတာကခွင့်ရေးရတော့ချိန်ခါကောင်းတဲ့ကြုံလုံးမှာဖြစ်တာကဲနောက်တစ်ခါဒီခွင့်ရေးမျိုးရဖို့ဆိုတာခက်တယ်ကြုံဖို့ဆိုတာခက်တယ်အဲ့တော့တရားဓမ္မကိုချစ်မြတ်နိုးစွာနဲ့သူသည်နာယူနေတယ်ဒီတရားဓမ္မတွေကိုလိုလားတောင်းတစွာနဲ့ပုဏ္ဏဘတုဘလူမသည်တရားဓမ္မကိုနာကြားနေတယ်တရားတော်ကိုလိုလားပြီးတော့တရားတော်ကိုနှစ်သက်လွန်းလို့တရားတော်ကိုမြတ်နိုးလွန်းလို့နာကြားနေပါသည်အဲ့တော့ဘုန်းကြီးတို့ပြိဿဟောဒီတရားဓမ္မကိုဘယ်ချိန်ဘယ်ခါမှနာရမလဲဆိုရင်အမှန်အမှားတွေကိုခွဲခြားသိလို့တဲ့အချိန်ခါမှာတရားနာဆိုကြည့်အမှန်အမှားသိလို့လားတရားနာသည့်ချိန်ခါမည်အမှန်အမှားသိလို့လားတရားနာသည့်ချိန်ခါမည်အမှန်အမှားသိလို့လားတရားနာသည့်ချိန်ခါမည်အမှန်ရဲ့အမှားရဲ့ကိုခွဲခြားဝေဖန်နားလည်ခြင်းတဲ့ချိန်ခါမှာဘယ်ဟာကမှားတယ်ဘယ်ဟာကမှန်တယ်လို့သိခြင်းတဲ့ချိန်ခါမှာမလုပ်ပဲတရားနာရမယ်ဘုန်းကြီးတို့တရားဓမ္မသည်အမှန်အမှားကိုတိုင်းတာပြီးတဲ့ပြည်တယ်ပေါ့ဒါကမှန်တယ်ဒါကမှားတယ်ဒါကောင်းတယ်ဒါကမကောင်းဘူးဘာပေဒံနဲ့တိုင်းမယ်တရားပေဒံနဲ့တိုင်းနော်တရားပေဒံနဲ့တိုင်းကြည့်လိုက်တဲ့အချိန်ကမှဗုဒ္ဓမြတ်စွာရဲ့ဟောကြားချက်သင်ပေးချက်တွေပို့ချချက်တွေနဲ့ဘုန်းကြီးတို့ပြိဿတိုင်းတာကြည့်လိုက်တဲ့အခါဟာဒါကကောင်းတဲ့အလုပ်ဒါကမကောင်းတဲ့အလုပ်ဒါကတော့မှန်တယ်ဒါကတော့မှားတယ်သိမလားဟုတ်လားနော်ကိုယ်တိုင်ကိုယ့်အနေကိုဝေဖန်သုံးသပ်ရင်မှန်ညင်မှမှန်မယ်ကိုယ့်ရဲ့အသိမြင်ကိုယ့်ရဲ့အတွေ့အကြုံကိုယ်ဘုဒ္ဓကိုယ့်ရဲ့အသိဉာဏ်ဒါနဲ့တိုင်းတာတာနဲ့စာရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီး
ဟောကြားချက်ပို့ချချက်သင်ပေးချက်ဒါကပိုသေးကြတယ်စိတ်ချတယ်ပေါ့အမှန်အမှားကိုခွဲခြားဝေဖန်သိခြင်းနဲ့ဆိုရင်တရားနာရမယ်ဘုနာဘသူဘလုံးမသိတယ်အမှန်အမှားကိုသိအောင်လို့တရားနာနေတယ်ဗာသိအောင်တရားနာအမှန်လေးသိလာရအောင်အမှားတွေကိုလည်းသိရအောင်အမှားတွေကိုစွန့်ပယ်ဖို့အမှန်တရားတွေကိုလက်ခံဖို့တရားနာရမယ်ကဲကိုတော့မှန်တယ်ကောင်းတယ်ထင်ပြီးတော့လုပ်နေကြတယ်အမှားကိုလည်းအမှန်ထင်အမှန်ကိုလည်းအမှားထင်တတ်တာဒီပုထုဇဉ်ရဲ့သဘာဝဘုန်းကြီးတို့သူကိုပဲကိုလုပ်တာတော့အကောင်ကိုလုပ်တာတော့အမှန်ကိုပြောသမျှဒီအကုန်မှန်ပဲဒီလိုတော့ထင်နေရတာပဲဒါပေမဲ့လို့တကယ်ဗုဒ္ဓဒေသနာနဲ့စစ်ဆေးကြည့်လိုက်ရင်တခါတရံမှာလွဲနေတာချော်နေတာတွေမရှိဘူးလားအဲ့တော့တရားဓမ္မကိုသာသိမထားဘူးသိအောင်လို့တရားဓမ္မနာယူမှုမပြုဘူးဆိုရင်မှန်တယ်မှားတယ်ဆိုတာကိုဘုန်းကြီးတို့ပြိဿတဲတဲကွယ်ကွယ်ဘယ်နည်းနဲ့မှမသိနိုင်ဘူးတဲ့အမှန်အမှားကိုခွဲခြားဝေဖန်သိလို့တယ်ဆိုရင်လေတရားနာရမယ်အမှန်အမှားတွေကိုခွဲခြားဝေဖန်သိခြင်းတဲ့အချိန်ခါမှာမလုပ်ရမယ်တရားနာရမယ်နော်အဲ့ဒါတရားနာတဲ့အချိန်ပေါ့နောက်တစ်ခါဆိုကြည့်တန်တရားများကင်းလိုလားတရားနာတဲ့ချိန်ခါမည်တန်တရားများကင်းလိုလားတရားနာတဲ့ချိန်ခါမည်တန်တရားများကင်းလိုလားတရားနာတဲ့ချိန်ခါမည်ယုံမတန်တရားတွေဖြစ်ပေါ်နေတဲ့အချိန်ခါမှာယုံမတန်တရားတွေကင်းပြောင်းစေဖို့တရားနာရမယ်တန်တရားတွေတဲ့တိတိကျကျသေသေးချာချာခွဲခြားဝေဖန်မှုမပြုနိုင်တာသည်တန်တရားဘုန်းကြီးတို့စာပေမှာကြတော့တန်တရားကိုဝီစီကိစ္စလို့သုံးပါတယ်။ဘာသုံးလဲဝီစီကိစ္စတဲ့သို့လောဖြစ်နေတယ်ပေါ့ဒါဟုတ်တယ်ဒါမဟုတ်ဘူးဒါကမှန်တယ်ဒါကမမှန်ဘူးခွဲခြားဝေဖန်မှုမပြုနိုင်တဲ့ဝီစီကိစ္စတရားတွေပေါ်နေတဲ့အချိန်ကတန်တရားတွေဝင်နေတဲ့အချိန်ကမှတန်တရားတွေကင်းပြောက်စေဖို့တရားနာရမယ်တန်တရားတွေကင်းစေဖို့ဘာလုပ်မယ်တရားနာရမယ်ခုတရားနာတယ်ဘုန်းကြီးတို့ပြိဿမသိသေးတာတွေကိုသိလာကြသိပြီးသားတွေပို့ပြီးတော့မှတ်မိသွားစိတ်ထဲမှာသိချသွားတယ်ပေါ့စိတ်ထဲမှာသိချာနဲ့ဟောဒါဟုတ်တယ်ဒါကောင်းတယ်ဒါလုပ်ရမယ်သိချာသိသွားတယ်ဟောလို့ရှိရင်လှုပ်တာလုံနေရတယ်ဟုတ်မှဟုတ်ရလားမသိမှန်မှန်ရလားမသိကောင်းမှကောင်းရလားမသိဆိုပြီးတော့ဖြစ်နေရင်ဘာဝင်နေတာလဲတန်တရားဝင်နေတာဘာဝင်နေတာအဲရတာကြောင့်မလို့ဘုန်းကြီးတို့တရားစစ်တယ်ဆိုတာဒါပဲယောဂီတွေတရားထုတ်တဲ့အချိန်ကမှတစ်ခါတလေမှာကိုအားထုတ်တဲ့ဤစနစ်ကိုအားထုတ်နေတဲ့လမ်းကြောင်းမတိကြမှုတွေဖြစ်နေတယ်မရေရာမှုတွေဖြစ်နေတယ်အားထုတ်နေတာမှန်ရဲ့လားဟုတ်ရဲ့လားဒါလို့တန်တရားဖြစ်နေလို့ရှိရင်တရားကရှေ့မတိုးရှေ့မတက်အဲ့တော့ဆရာသမားကိုသေသေးချာချာမေးလိုက်တယ်နော်မေးတယ်ဆိုတာဘာလို့တာလဲမေးတဲ့အချိန်ခါမှာဆရာသမားတွေကပြန်ဖြေပေးတယ်အဲ့ဒါတရားနာတာပဲဘာလို့ထားလဲတူတူပဲနော်မသိသေးတာတွေကိုသင်ယူနေတာသည်တရားနာနေတာအဲ့တော့မေးလိုက်တဲ့မိကွန်းဆရာသမားများကတိတိကျကျသိအောင်ဖြေလိုက်ဒါကိုဘုန်းကြီးတို့ပြိဿကမှတ်သားသွားတယ်မှတ်သားနဲ့မှတ်ထားတယ်ဆိုလို့ရှိရင်တန်တရားတွေမကင်းဘူးလားတန်တရားတွေကင်းသွားတယ်စိတ်ထဲမှာရှင်းသွားတယ်လင်းသွားတယ်ကိုဘုနာဘသူဘလုံးမသည်တရားဓမ္မတွေကိုနာယူပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးခေါ်ကြတဲ့တရားဓမ္မကိုစိတ်ပါဝင်စားနဲ့နာယူတော့ဘုရားရဲ့ဒေသနာဆုံးသတ်တဲ့အချိန်ကမှသူသည်တဲ့သောတာပန်ဖြစ်တယ်တရားဆုံးသွားတော့ဘာဖြစ်တယ်သောတာပန်ဖြစ်တယ်ကဲအဲ့ဒီတရားသူ့ဟောတာမဟုတ်ဘူးဘုရားရှင်ကိုရောမြတ်ကြီးတကယ်ဟောနေတာသည်ယဟန်တော်တွေကိုဟောနေတာ
သူရှိကရောင်းနေပြီးသားဖြစ်တဲ့တရားနာလို့ရတဲ့ယဟန်တန်ဃာတွေဘုရားဟောနေတယ်ဒီဘလုံးမကပရိသတ်ရဲ့နောက်ွယ်နားလေးကနေပြီးတော့တရားနာလိုက်တရားဆိုတာလူတိုင်းနဲ့သက်ဆိုင်တဲ့တရားလူတိုင်းဆက်နွယ်နေတဲ့တရားခုအဲ့တရားသူနာလိုက်တော့သူ့အတွက်ဟောတာမဟုတ်တော့လေပဲဒီတရားသူကျင့်လို့မရဘူးလားတူတူပဲတရားကျင့်တယ်ဆိုတာဘယ်သူကျင့်ဒီတရားပဲသက်ကြီးတဲ့လူကျင့်လည်းပဲဒီတရားအသက်ငယ်တဲ့သူကျင့်လည်းပဲဒီတရားကိုရဟန်းတန်ဃာတွေကျင့်နေတာလေဒီတရားပေါ့တို့ကြောင့်တွေကျင့်နေတာလေဒီတရားပဲမြတ်စွာဘုရားဟောတာလေးပဲအဒါကယဟန်အတွက်ဒါကလူအတွက်ဒီလိုခွဲခြားပြီးတော့ဟောတဲ့တရားနေပါအလုံးသောတတ္တဝါတွေတွေ့တဲ့တန္တရာဝဆင်းရဲကနေလွတ်မြောက်ဖို့ဆင်းရဲဒုက္ခတွေကနေပြီးတော့လွတ်မြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဟောလိုက်တော့တည်တည်ချာချာကြာကြာနာနာတရားနာတရားဓမ္မကိုသိမြင်သွားတဲ့ပုဏ္ဏဘသူဘလူမသည်တရားဆုံးတဲ့ခြင်းကမှသူသည်သောတာပန်ဖြစ်တယ်။ဘာဖြစ်သွားသောတာပန်ပုဂ္ဂိုလ်သည်ဒိဋ္ဌိနဲ့ဝီစီကိစ္စကိုပယ်လိုက်တာတရားနှစ်မျိုးပဲပယ်လိုက်တယ်ဒိဋ္ဌိနဲ့ဝီစီကိစ္စဒိဋ္ဌိဆိုတာကဟာဒီယုံနာတွေကိုငါလို့ထင်နေတာသူလို့ထင်နေတာပုဂ္ဂိုလ်သတ္တဝါယောက်ျားမိန်းမရဲ့လို့ထင်မှားနေတာသည်ဒိဋ္ဌိဝိသိကိစ္စဆိုတာကယုံမှားတန်တရားဘုရားတရားသံဃာယန္တာများသုံးပါးပေါ်မှာတဲ့ယုံမှားတန်တရားဖြစ်နေတဲ့ဝိသိကိစ္စမရှိတော့တရားနဲ့ရှင်းထုတ်လိုက်တဲ့အချိန်ကမှအဲ့ဒီတန်တရားတွေအကုန်လုံးရှင်းသွားလင်းသွားတော့စောစောကတရားနာတဲ့ပုဏ္ဏဘသူဘလုံးမသည်တဲ့ပုထုဇဉ်ကနေသောတာပန်ဖြစ်ပါပြီပုထုဇဉ်ကနေဘာဖြစ်သွားသောတာပန်ဖြစ်သွားတယ်တရားရသွားတယ်အေးသူနဲ့အတူတရားနာတဲ့သားငယ်တဲ့လက်ဆွဲပြီးတော့ခေါ်လာတဲ့ကလေးပေါ့သူလည်းပဲသောတာပန်ဖြစ်သွားတယ်ပုဏ္ဏဘသူဘလုံးမရဲ့ခါမှာခြိထားတဲ့သမီးငယ်အသက်ငယ်လွန်းလို့လမ်းတော်မှမလျှောက်နိုင်သေးဘူးခရက်ခွင်းပြီးတော့ခြိလာရတဲ့ကလေးငယ်လေးပေါ့တကယ်လို့သာသူကလည်းပဲအသိဉာဏ်ပြည့်စုံတဲ့အသက်အရွယ်သာရှိမယ်ဆိုရင်တဲ့သူလည်းပဲတရားရမှာပဲခုဘာလို့မရလဲဆိုလို့ရှိရင်ငယ်လွန်းလို့မရလိုက်တာကြာကြာနာနာသေးသေးချာချာနာဆိုင်ကတရားနာကြတဲ့ပုဏ္ဏဘသူတို့မိသားစုသေးတဲ့သူကိုယ်တိုင်နဲ့သူသားနဲ့ကတရားရသွားပြီခုနငယ်သေးတဲ့သမီးငယ်လေးအတွက်လည်းပဲတရားမျိုးစစ်ဖြစ်သွားပြီကလေးလေးဘာမှအသိဉာဏ်နဲ့မပြည့်စုံသေးဘူးဒါတရားဓမ္မပဲတစ်လုံးစားနှလုံးစားဘုရားဟောတဲ့တရားကြားလိုက်ရတယ်သိလိုက်ရတယ်နောက်အသက်ရွယ်ရတဲ့အချိန်ကမှသူတရားကျင့်ကြံအားထုတ်လို့ရှိရင်သူလည်းပဲတရားရမှာပဲကဲတရားနာလိုက်တော့ဘုန်းကြီးတို့ပြိဿကောင်းကျိုးချမ်းသာတယ်မရဘူးလားရသွားတယ်ဆိုကြည့်အကျံဆိုးများလွမ်းမိုးထားတရားနာသည့်ချိန်ခါမည်အကျံဆိုးများလွမ်းမိုးထားတရားနာသည့်ချိန်ခါမည်အကျံဆိုးများလွမ်းမိုးထားတရားနာသည့်ချိန်ခါမည်စိတ်ကောင်းစေတနာကောင်းတွေပြောက်ွယ်ကအကျံဆိုးတွေပေါ်ထွက်နေတဲ့အချိန်မကြံစည်နာကိုကြံစည်နေတဲ့အချိန်မကောင်းမှုတွေကိုကြံစည်စဉ်းစားနေတဲ့အချိန်ခါမှာအဲ့ဒီအကျံဆိုးတွေပြောက်ကင်းစေဖို့မလုပ်ရမယ်တရားနာရမယ်မကောင်းတဲ့အကြံတွေးဆိုတာဝင်တတ်တာပဲဖြစ်တတ်တာပဲနော်ပါပသမိရမတိမနောတဲ့စိတ်သည်မကောင်းမှုမှပျော်တယ်မကောင်းမှုမှပျော်တဲ့စိတ်ဆိုတော့မကောင်းမှုမှပဲနေခြင်းတဲ့စိတ်ဆိုတော့ဘုန်းကြီးတို့စိတ်ကတွေးခြင်းရတွေးကြံခြင်းရကြံတယ်သူတွေးသမျှသူကြံသမျှသည်ကောင်းတာတွေလားမကောင်းတာတွေလားမကောင်းတာပဲကြံနေတာမဟုတ်တာတွေပဲကြံခြင်းတဲ့စိတ်အဲ့လိုအကျဉ်းစိုးတွေလွှမ်းမိုးနေတဲ့အချိန်ကမှ
မကောင်းတဲ့ကြံစီစိတ်အကြံတွေကင်းပြောက်စေဖို့ကောင်းတဲ့စိတ်ကူးစိတ်သန့်အကြံစီတွေဝင်ရောက်စေဖို့တရားနာရမယ်စိတ်ကောင်းနေစေတနာကောင်းနေစိတ်ကူးကောင်းနေအကြံကောင်းနေပေါ်လာစေဖို့မလုပ်ရမယ်တရားနာရမယ်မကောင်းတဲ့အတွေ့အကြုံတွေအကုန်လုံးရှင်းသွားတယ်ပျောက်သွားတယ်တရားအာယုံကိုတကယ်ရောက်သွားရင်ကမဟုတ်တာတွေလည်းပဲဘုန်းကြီးတို့ပြိဿမတွေးတော့မမှန်တာတွေကိုလည်းပဲမကြံတော့ဘူးမသိတော်တာတွေကိုလည်းပဲမတွေးမကြံမဲနဲ့နေတဲ့စိတ်သင့်တော်မှန်ကန်ကောင်းမွန်တဲ့ဘုရားရှင်ရဲ့တရားဓမ္မကိုသာတွေးတော်ကြံစည်နေတဲ့စိတ်ပါလက်ပါနဲ့တရားနာလိုက်ရင်ဒီစိတ်တွေကြည်လင်သွားတယ်။ဘာဖြစ်လို့ကြည်လင်သွားလဲဆိုလို့ရှိရင်စိတ်ရဲ့အနှောက်အယှက်စိတ်ရဲ့အညစ်အကြေးတွေကင်းသွားလို့တဲ့စိတ်ညစ်ကြေးဖြစ်တဲ့လောဘဒေါသမောဟတရားတွေကင်းနေတဲ့စိတ်မကောင်းတဲ့စိတ်ကိုယ်စိတ်သန်းအကြံစီတွေကင်းနေတဲ့စိတ်သည်အေးချမ်းကြည်လင်နေစိတ်သည်အေးချမ်းနဲ့ကြည်လင်နေနော်အဲ့တော့စိတ်တွေပူလောင်နေတဲ့အချိန်ခါပြန့်လွင့်နေတဲ့အချိန်ခါမှာဘုန်းကြီးတို့ပြိဿမလုပ်ရမယ်တရားနာရမယ်မကောင်းတဲ့အကြံဆိုးတွေပေါ်နေတဲ့အချိန်ခါမလုပ်ရမယ်တရားနာရမယ်စိတ်ထဲမှာမရှင်းဖြစ်နေလို့ရှိရင်တန်တရားတွေဝင်နေတဲ့အချိန်ခါမှာမလုပ်ရမယ်တရားနာရမယ်ဆိုကြည်အလုတ်အကိုင်းများအာချိန်ကတရားနာသင့်ချိန်ခါမည်အလုတ်အကိုင်းများအာချိန်ကတရားနာသင့်ချိန်ခါမည်အလုတ်ကိုင်းများအာချိန်ကတရားနာသင့်ချိန်ခါမည်အလုတ်အားတဲ့အချိန်ဒီဘာလို့ရမယ့်အချိန်တရားနာရမယ့်အချိန်ကိုဘုန်းကြီးတို့ယောဂီတွေတရားစခန်းမှာနေတယ်ပေါ့ကိုရိပ်သာမှာနေကြတယ်ဆိုတော့အလုတ်များလားအလုတ်နည်းလားနော်အလုတ်နည်းတယ်ဘာအလုတ်မှမရှိဘူးစားစရာတောက်စရာစားဖို့တောက်ဖို့ချက်စရာပြုတ်စရာအလုတ်ကောရှိလားအဲ့ရှာစရာဖွေစရာအလုတ်ကောရှိလားအလုတ်ကတစ်လုတ်တည်းရှိတယ်ယောဂီတွေရဲ့အလုတ်ဒီဘာလို့ရမလဲတရားအလုတ်ဘာလို့လုပ်နေတရားလုပ်နေတော့ထိုင်ရင်လည်းပဲအဲ့ဒါတရားလုပ်တာဖြစ်နေရရပ်နေတဲ့အချိန်ခါမှလည်းပဲတရားလုပ်နေရမယ်သွားနေတဲ့အချိန်ခါစားနေတဲ့အချိန်ခါမှလည်းတရားလုပ်ကိုလုပ်ကိုင်းနေရမယ်တလုတ်ထဲတော့ဘာလုပ်လဲတရားလုပ်တစ်ခုတည်းစိတ်ကိုဒီထဲမှာပဲမြုံနှံထားဒီထဲမှာပဲနှိမ့်မြုပ်ထားဒီလုတ်ကိုပဲစိတ်ဝင်စားတဲ့ဒီတော့တရားနာတရားအထုတ်တရားအလုပ်ဒီယောဂီတွေရဲ့အလုပ်အိမ်ရတီတောင်လူပေါင်းမှာနေကြတဲ့အချိန်ခါပေါ့ကိုအိမ်နဲ့နေတဲ့အချိန်ခါကိုအိမ်ကိုရမှာနေတဲ့အချိန်ခါကြတော့အလုပ်များလားအလုပ်နည်းလားအလုပ်များကျုပ်လိုက်တဲ့အလုပ်များလိုက်တဲ့လုံးဘလောက်ပဲအလုပ်များအလုပ်အားချိန်တော့အလုပ်နားချိန်တော့ရှိတာပဲမရှိဘူးလားအဲ့ဒီအလုပ်တွေနားတဲ့အချိန်အလုပ်တွေအားတဲ့အချိန်ဒီဘာလုပ်ရမလဲအချိန်တချို့ကလည်းပဲအဲ့ဒါအလုပ်အားလို့လေဘလုံးပဲကြည့်တဲ့သူကကြည့် TV ကြည့်တဲ့သူကကြည့်ပေါ့နော်သွားခြင်းတဲ့နေရာသွားတဲ့သူကသွားပေါ့ဒီလိုနေကြမှန်တကယ်ဆိုလို့ရှိရင်အလုပ်အားချိန်ဒီတရားနာဖို့အချိန်ဒီအားချိန်မှာမှဘုန်းကြီးတို့ပြိဿတရားနာတာမလုပ်ဘူးဆိုရင်လုပ်เสียအချိန်ရှိသေးလားဘယ်ချိန်တရားနာဖို့အချိန်ရှိဘူးအဲ့ဒါကြောင့်မို့လို့တို့တလနေလေးပဲတခါတရားမနာပြဘူးနှစ်လနေတဲ့တစ်ချိန်တရားမနာပြဘူးတချို့ဆိုလို့ရှိရင်5-6လတစ်နှစ်တောင်မှတခါတရားနာဖို့မလွယ်ဘူးဘာလို့လဲလို့ကြည့်ရင်အလုံးများလို့ဘာများလဲလုံများနေကြကဒီနေရာမှာကြတော့ဘုန်းကြီးတို့ပြိဿခွင့်ရေးပြေဝရတယ်ဒီလုံများသေးလားမများတော့ဘူးဘာလုပ်ရမလဲတရားအလုပ်ပဲလုပ်ရမယ်ယောဂီဆိုတဲ့ကောကတရားနဲ့ရှင်တဲ့သူတရားနဲ့နေတဲ့သူလို့အဓိပ္ပာယ်ရတယ်အထုချင်းနဲ့အမြဲတမ်းရှင်ဆက်နေတဲ့သူ
အထုံမှုကိုလက်မလွတ်ပဲနေတဲ့သူဆိုတော့တရားဓမ္မကိုနာယူရမယ်တရားဓမ္မတွေကျင့်ကြံရမယ်ဖြစ်နိုင်တဲ့အချိန်ကမှဖြစ်သလိုတရားဓမ္မကိုနာယူမယ်ပုဏ္ဏပတုဘလူမကြည့်လိုက်စားစရာတောက်စရာဝိုင်းရည်တွေရှာရင်းတဲ့ကိုယ်တဲ့သူသည်တရားကိုအယယူတယ်သူထွက်လာတာသည်စာရှာဖို့စာရှာရမယ့်ချိန်စားစရာတောက်စရာရှာရမယ့်ချိန်ကဲစားရတော့တာပဲချိန်စားစားဖြစ်တယ်နေတိုင်းစားနေတာပဲဒီတနေ့မစားရလဲဘာမှမဖြစ်ဘူးဒီစိတ်ဓာတ်မျိုးနဲ့သူဘာလုပ်တယ်တရားနာတယ်တရားမရသွားဘူးလားရသွားတယ်နော်ကောင်းကျိုးချမ်းသာတွေရသွားတယ်အဲ့ဒါဘုန်းကြီးတို့ပြိဿကြည့်အလုတ်များတဲ့ဈာအလုတ်ရှုပ်တဲ့ဈာကနေပြီးတော့တရားရှာသွားတာဟာရှာသွားခဏလေးနေကြပါမိတရားနာနေတဲ့ခဏလေးတိတ်နေပါဆိုပြီးတော့သားတွေသမီးတွေလည်းတတိပေးကဲမင်းတို့လည်းပဲကြုံတော့ကြုံခဲ့တရားနာသွားကြတရားနာကြဆိုပြီးတော့သားမိ3ယောက်မလုပ်နေလေတရားနာကြလေဘုရားရှင်ကိုရောမြတ်ကြီးခေါ်ကြတဲ့တရားဆုံးတဲ့ချိန်ကမှအလုံးသည်ကောင်းကျိုးချမ်းသာတွေဖြစ်ပါလေကောင်းကျိုးချမ်းသာတွေကိုရသွားပြီငကိုချင်းနေတဲ့ကိုများစွာစင့်တမ်းမြင့်တဲ့ချင်းနေစင့်တမ်းမြင့်တဲ့ဘဝမရောက်ဘူးလားရောက်သွားကြတယ်ဘာအကျိုးလဲတရားရဲ့အကျိုးအဲ့ဒါကြောင့်အလုတ်ကိုင်းနေအားလတဲ့ချိန်ကမှတရားနာရမယ်အလုတ်တွေကိုလုံနေရင်လည်းပဲတရားအလုတ်ကိုတွဲဖက်ကလုံနေရမယ်တကယ်အာထုတ်တတ်သွားရင်လာရင်လည်းပဲအာထုတ်လို့ရတယ်စားရင်တောင်းရင်လည်းအာထုတ်လို့ရတယ်နေရင်ထိုင်ရင်လည်းအာထုတ်လို့ရတယ်တဲ့လွတ်လပ်လွယ်ကူပေါ့ပါတာသည်တရားအလုတ်ပဲနော်တခြားအလုပ်လောကမှာရှိတဲ့အလုပ်တွေဘုန်းကြီးတို့ပြိဿတပြိုင်နဲ့နှစ်ခုလုပ်လို့မရဘူးတရားအလုပ်ကလုပ်လို့ရတယ်လမ်းလျှောက်သွားရင်းနဲ့ဟိုအကြောင်းဒီအကြောင်းမစင်စားဘူးပေါ့ဟိုလျှောက်သွားတဲ့အချိန်ခါမှာဖြစ်ပေါ်နေတဲ့ယုံနာဓမ္မတွေနှလုံးသွင်းအာယုံပြုတဲ့ခြေထောက်ကကြွနေတာလမ်းနေတာချနေတာကြွလိုက်တဲ့အချိန်ခါမှာလေးသွားပေါ်သွားတဲ့သဘောတရားသည်ယုတ်တရားသိလိုက်တာကနန္တရားလှမ်းလိုက်တဲ့အချိန်ခါမှာခြေထောက်ကတကောက်ကျော်ဝေးသွားဆန်သွားတယ်ထိန်းထားတဲ့လေးချိန်တွေလွတ်ချလိုက်လို့ပေါ်သွားတယ်တစားစားတပြည့်ပြည့်နဲ့တရွေ့ရွေ့သွားတယ်ဆိုတဲ့သဘောတရားတွေကယုတ်တရားသိနေတာကနန္တရားပေါ့ထိလိုက်တဲ့အချိန်ခါမှာထိတာကယုတ်တရားသိတာကနန္တရားဒီလိုရှုသွားလို့ရှိရင်လမ်းသွားရင်လည်းပဲတရားအလုပ်လုပ်လို့မရဘူးလားရတာပဲနော်စားရင်တောင်းရင်လည်းပဲဟိုကြောင့်ဒီကြောင့်မစင်စားဘူးစားကျင်တာကနန္တရားစားနေတာကယုတ်တရားပေါ့ချူချင်းဆង្ฆခါဖန်ဒီရတာတွေကယုတ်တရားဒီလိုရှုမှတ်ပြီးတော့စားရင်ဘုန်းကြီးတို့ပြိဿစားရင်နဲ့လေတရားအလုပ်ကိုလုပ်လို့ရတယ်နော်အဲ့တော့စားရင်တောင်းရင်သွားရင်လာရင်နဲ့တရားအလုပ်ကိုတွဲဖက်ကလုပ်သွားရင်ဘုန်းကြီးတို့ပြိဿကိုလိုချင်ရချင်တဲ့တရားအဲ့ဒါတော်တော်ကြီးကိုနီးစပ်နေပြီနော်နောက်တစ်ချက်မှတ်ထားဘယ်ချိန်မှာတရားနာသင့်တယ်လေဘယ်ချိန်မှာတရားနာရမလဲဆိုတာကိုဘုန်းကြီးတို့ပြိဿဆိုကြည့်စိတ်ဆိုးနေညာဒေါသပွားတရားနာသင့်ချိန်ခါမီစိတ်ဆိုးနေညာဒေါသပွားတရားနာသင့်ချိန်ခါမီစိတ်ဆိုးနေညာဒေါသပွားတရားနာသင့်ချိန်ခါမီစိတ်ဆိုးနေတဲ့ချိန်ခါဒေါသဖြစ်နေတဲ့ချိန်ခါသည်တရားနာသင့်ချိန်ဘာလို့တဲ့ချိန်စိတ်ဆိုးနေပြီဒေါသဖြစ်နေပြီဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿအဲ့ဒါဒေါသနောက်ကိုလိုက်သွားရင်မကောင်းဖို့ပဲရှိဒေါသဥစည်းကောင်းဆောင်ပြီးတော့ဒေါသနောက်ကိုလိုက်တဲ့သူမဟုတ်တာဒီဖြစ်ဖို့ပဲဒုက္ခရောက်ဖို့ပဲရှိတယ်ပေါ့အဲ့တော့ဖြစ်ပေါ်လာတဲ့ဒေါသကိုတတ်နိုင်သမျှမြန်မြန်ငြိမ်းအောင်လုပ်ရမယ်တတ်နိုင်သမျှမြန်မြန်ဘာလုပ်ရဒီဒေါသမငြိမ်းမခြင်းဘုန်းကြီးတို့ပြိဿကိုယ်ကိုလည်းပဲဒုက္ခပေးမယ်ပတ်ဝန်းကျင်ကိုလည်းဒုက္ခပေးမှာပဲနော်ဒေါသကကူးဆက်တဲ့မီးလိုပဲ
ကိုမှဒေါသဖြစ်ပြီဆိုလို့ရှိရင်ကိုကဆူလိုက်ဆဲလိုက်ဆောင်းလိုက်အောက်လိုက်ဆိုတော့အနီးနာပတ်ဝန်းကျင်မှာရှိတဲ့သူတွေလည်းပဲဒေါသကူးသွားတယ်။ဘာကူးသွားကဲတယောက်ကနေတယောက်ဒေါသကူးနှစ်ယောက်ဖြစ်လာပြီသုံးယောက်ဖြစ်လာပြီဆိုလို့ရှိရင်ဒီဒေါသကျေပြန့်လာပြီပိုကြီးကျယ်ဖို့ပဲရှိတော့အဲ့တော့ဒေါသဖြစ်တဲ့ချိန်ခါမှာဒီဒေါသမီးတောင်မီးလျံသည်ငြိမ်းရည်ခြင်းလေဆိုရင်လည်းတရားနာရမယ်တရားရည်စင်တဲ့ဒေါသကိုငြိမ့်တတ်နိုင်ရမယ်တရားသည်ရေတရားသည်ရေနဲ့တူတယ်တရားဘာနဲ့တူဒေါသကဘာနဲ့တူမီးနဲ့တူတယ်အဲ့တော့တရားနဲ့ဖိလိုက်တဲ့ချိန်ခါရေလောင်းလိုက်တဲ့အခါမှာခုနကမီးတောင်မီးလျံနေငြိမ်းသွားသလိုတဲ့ခုဒေါသမီးတွေလေတရားနားလိုက်တဲ့ချိန်ကတရားနှလုံးသွင်းလိုက်တဲ့ချိန်ကမှဒေါသတွေချုပ်ငြိမ်းပါလေဒါတရားနာတဲ့ချိန်နော်ဒေါသကိုဘုန်းကြီးတို့ပြိဿလွတ်ထားပြီးတော့ပေါက်ခွဲလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါသွားပြီဒေါသတစတစကျေပြန့်လာဖို့ကြီးမားလာဖို့ဒုက္ခတွေများဖို့သာရှိတယ်မိတော်မီလီယံမဖြစ်ခင်မိမုံမိဘွားလေးအဲ့ဒီအစင်းတွေကနေငြိမ့်သက်ထားရင်စိတ်ချရသလိုတဲ့ဒေါသစတင်ဖြစ်ခါစားမှာတရားဓမ္မကိုနာယူလိုက်မယ်ဆိုရင်ဒေါသစိတ်တွေကြည်ပြက်သွားလိမ့်မယ်ဒေါသစိတ်တွေကြည်ပြက်ရင်ကိုယ်အတွက်ကိုကောင်းလိမ့်မယ်ကိုယ်အတွက်လည်းကောင်းတယ်အများအတွက်လည်းပဲမကောင်းလားအဲ့တော့ဒေါသဖြစ်ရင်ဘာလုပ်ရမလဲတရားနာရမယ်နော်ဒါကြောင့်တရားနာတဲ့အချိန်တွေအခုဒါဘုန်းကြီးတစ်ခုစီတစ်ခုစီပေါ့ထုတ်ပြတယ်စိတ်လှုပ်ရှားတဲ့အချိန်စိတ်ပြန်လွင်တဲ့အချိန်မလုပ်ရမယ်တရားနာရမယ်အကျဉ်းစိုးတွေလွှမ်းမိုးနေတဲ့အချိန်ကမှတရားနာရမယ်တန်တရားတွေဖြစ်ပေါ်နေတဲ့အချိန်ကမှတရားနာရမယ်အလုတ်ကိုင်းတွေအာလတ်ချိန်မှာတရားနာရမယ်တရားဓမ္မတွေကိုမှန်မှန်ကန်ကန်တည်တည်ကြကြတည်တည်ချာချာကျင့်ကြံပွားများအထုတ်ခြင်းနဲ့ဆိုရင်တရားနာရမယ်အမှန်မှခွဲခြားသိလို့ရင်တရားနာရမယ်ဒေါသဖြစ်နေစိတ်ဆိုးနေရင်တရားနာရမယ်ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးခေါ်တဲ့တရားတဲ့အဲ့ဒီအတိုင်းနာယူကျင့်ကြံပွားများလိုက်ရင်ဘုန်းကြီးတို့ပြိဿဒုက္ခဆင်းရဲတွေရဲ့လွန်မြောက်မှုဝဆင်းရဲရဲ့လွန်မြောက်မှုတန်တရားရဲ့ထွတ်မြောက်မှုတဲ့ဒီရတာခံစားနိုင်ဖို့အတွက်လွန်လန်းကိုရှာဖို့အတွက်တရားဓမ္မကိုနာယူကြပါလို့တိုက်တွန်းရင်းနှိုးဆော်ရင်းပဲဒီကနေ့ညတရားဏီကုံချုပ်ကြစို့ဘောရိယပစ္စယောဟောတုဣဒံနောပုံညမင်္ဂလံပုံညဘာကံသူလည်းဗန္တုပမောတံတုသတေဝကနောမြမြတာကြီးပါရမီရင်ကျူးဇာနိတုသူတော်စင်ကုသိုလ်ရှင်ကျွန်ုပ်တို့ဤဣဒံပုံညမင်္ဂလံဗုဒ္ဓံဟောကြားတရားဒေသနာမြောက်ဝါကိုနာဂံမတပြောင်ဟောကြား၍ပွားများကျင့်ကြံဘာမံကျုပ်ကုန်အတုယတိကုသိုလ်ပုံညမင်္ဂလာသည်ဘောရိယသစ္စာလေးအင်္ဂတစဉ်ကိုပြန်ရှင်းသုခုတို့ဘုရင်သံဘောရိညာဤပစ္စယောဥပနိတယမိယသဖြင့်မုတ်ချရာကြောင့်ကောင်းမြတ်တဲ့ထောက်ပံ့သည်ဟောတုစင်စစ်မသွေဖြစ်ပါစေသတည်းဣဒံဘုံညဘာကိစ္စဗုဒ္ဓဟောကြားတရားဒေသနာများဩဝါကိုနာဂမတပြောင်ဟောကြား၍ပွားများကျင့်ကြံဘာမံကျုပ်ကုန်အတုယတိကုသိုလ်ပုံညမင်္ဂလာဤဖို့ဘာကကိုလည်းသာဒေဝကကပမနေတမြဝိနည်းများစွာတတဝါနန္ဒမန္တမြတို့သည်သုလဗံတူရွှင်လန်းကြည်မြေဝါကွမ်းပုံစီတဲ့ကဲ့သို့ပြီးတိငွေစိတ်မှထုံးလျက်အိဋ္ဌယုံတွေ့တုလုံးမို့ကြည်နုကိုယ်ပိုင်ရယူနိုင်ကြပါစေကုန်သတည်းသုလတာကိုစီကိုစီလွန်ညီ၍ကြည်သာရွှင်ပြုံးအလုံးမြတ်တို့ရယူကြကုန်ပြီး၍ပမောဒံတူကိုစိတ်နဲ့ပြလွိစားပြီးပြေကကျွဲမှဝမ်းမြောက်နိုင်ကြပါစေကုန်သတည်းဝါပမောဒံတူလူပြည်ဓမ္မကနပြည်မှဆက်သွယ်လျက်ထက်နေပြမချင်းလိုမို့ပြတဲ့ကဘာတုံအောင်တတ္တဟုံမြဲလျက်မောက်ပြည့်လျက်ဝမ်းမြောက်ဝမ်းသာပတ္တနာအောင်စုခါကပြုလျက်သာဓုသံအောင်နမိတ်ဖြစ်ကြပါစေကုန်သတည်း